စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုအမျိုးအစားခွဲပူးကြလားကျွန်တော်ပြောတဲ့ဒီအချက်လေးချက်နဲ့ခွဲကြည့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းအမျိုးအစားတွေသိချသိရလိမ့်မယ်ပြီးလို့ရှိရင်ဘယ်ဝန်ထမ်းကိုဘယ်လိုကင်တွယ်ရမလဲဆိုတော့ပို့ပြီးတော့ရှင်းလင်းလာလိမ့်မယ် Okay အဲ့တော့ကျွန်တော်ပြောပြပါမယ်ပထမဆုံးတစ်မျိုးဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က well and scale matrix လို့ခေါ်လို့ရပါတော့ well and scale matrix ဆိုတာ well ဆိုတဲ့လုပ်ချင်ကင်ချင်စိတ်ရ scale ဆိုတဲ့လုပ်နိုင်စွမ်းရကိုယ်မှာရှိတဲ့ဝန်ထမ်းတွေထဲမှာပထမတစ်မျိုးဒီဘာလဲဆိုလို့ရှိရင် well လည်းမရှိဘူး scale လည်းမရှိဘူး well လည်းမရှိ scale လည်းမရှိဆိုတာလုပ်ချင်စိတ်လည်းမရှိဘူးလုပ်နိုင်စွမ်းလည်းမရှိဘူးအဲ့လိုဝန်ထမ်းမျိုးတွေရှိပါတယ်အကယ်၍ကိုယ်လုပ်ငန်းမှာအဲ့လိုလူမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကိုကဘာလုပ်ရလဲဆိုလို့ရှိရင်သူတို့ကိုသွားပြီးတော့မင်းမတိရကောင်းလားမတက်ရကောင်းလားပြောနေလို့မရဘူးသူတို့ကငကိုယ်လည်းလုပ်ချင်စိတ်လည်းမရှိဘူးလုပ်နိုင်စွမ်းလည်းမရှိဘူးဆိုကြတဲ့ကိုကသူတို့ဒီတိုင်းပဲရှိတဲ့ဝန်ထမ်းဖြစ်တဲ့အတွက်သူတို့ကိုဂိုက်တွယ်ဖြည့်ရှင်းပုံဒီ direct instruction လို့ခေါ်တဲ့တိကျသေးချာတဲ့ညွှန်ကြားချက်ပေးပြီးတော့မှဂိုက်တွယ်မှရပါမယ်အကယ်၍မိတ်ဆွေလုပ်ငန်းမှာအဲ့လိုလူတွေများနေတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေပဲအများကြီးပြန်မှပါလိမ့်မယ် Okay ဒုတိယတစ်မျိုးကကျတော့ဘာလဲဆိုတော့ skill တော့ရှိတယ် will မရှိဘူးလုပ်နိုင်စွမ်းအားရှိတယ်ဒါပေမဲ့ဘာဖြစ်လဲလုပ်ချင်စိတ်မရှိဘူးမြန်မာလိုပြောမှဆိုကျွန်တော်နည်းနည်းပြောတော့နေတော့ခက်တယ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆရာကြီးတွေပေါ့နော်ကိုယ့်လုပ်ငန်းမှာဆရာကြီးတွေဘယ်နေရာဖြစ်သူတို့ဆရာကြီးဒါပေမဲ့ဘာမှတော့မလုပ်နေကြဘူးပေါ့နော်အဲ့ဒီမှာသူက skill တော့ရှိတယ် will မရှိဘူးလူတွေရှိတယ်အကယ်၍မိတ်ဆွေလုပ်ငန်းမှာအဲ့လိုလူတွေရှိတယ်ဆိုရင်အဲ့လိုလူတွေကိုကင်တွယ်ပုံစံတစ်မျိုးပြောင်းသွားပြန်ရောဘယ်လိုကင်တွယ်ရမလဲဆိုလို့ရှိရင်အဲ့လိုလူတွေကိုကျွန်တော်တို့က inspire လို့ခေါ်တယ်လုံဆော်ပေးရမှာပေါ့နော်လုံဆော်ပေးရတော့သူတို့ကိုဘယ်လိုခေါ်မှာလဲပို့ပြီးတော့မှညှော်လင်းချက်တွေရှိလာဥပမာဆိုတော့မင်းတို့ဒီလကို save target ထိအောင်ရအောင်မင်းတို့ incentive ပေးမယ် commission ပေးမယ် bonus ပေးမယ်ဒါမှမဟုတ်ဘဲနဲ့ဒီ3လမှာ target ထိခဲ့မင်းတို့ oversee လုပ်ပေးမယ်ဆိုတော့သူတို့ကို inspire ဖြစ်မဲ့အရာမျိုးလုပ်ပေးမှသာလင်အဲ့လူတွေကအလုပ်လုပ်တဲ့ဘက်ကိုပါလာပါလိမ့်မယ်ဒါဒုတိယတစ်မျိုးပါတတိယတစ်မျိုးကကျတော့ well တော့ရှိတယ်လုပ်ချင်စိတ်တော့ရှိတယ် skill လို့ခေါ်တယ်လုပ်နိုင်စွမ်းအားမရှိဘူးအဲ့ဒါကြီးကျတော့ဘာလို့ကျွန်တော်တို့ training ကောင်းကောင်းပေးဖို့လိုတယ်သူတို့ကဘာလို့လုပ်ချင်စိတ်အရင်များတယ်ခုနကပဲကိုယ့်လုပ်ငန်းမှာဝင်ကားစားလူတွေဖြစ်ဖို့များတယ် energy အရင်ကောင်းတယ်လုပ်ချင်စိတ်အရင်မြင့်တယ်ဒါပေမဲ့ဘာဖြစ်လို့ဘယ်လိုလုပ်ရမလဲမသိသေးဘူးသူတို့ကိုကျွန်တော်တို့က in house training တွေပေးရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့အပြင်မှာသွားပြီးတော့မှသူတို့ရဲ့ဘယ်လိုခေါ်မှာသူ department နဲ့သက်ဆိုင်တဲ့သင်တန်းတွေကို train ပေးဖို့လိုတယ်ပေါ့နော်ဒါဒီတတိယတစ်မျိုးပါနောက်ဆုံးတစ်မျိုးနဲ့အရေးကြီးဆုံးချက်အဲ့ဒါဘာလဲဆိုလို့ရှိရင်well လည်းမြင့်တယ် skill လည်းမြင့်တယ်လူနည်းစုပဲရှိရပေါ့နော်ကိုယ့်လုံငန်းမှာလူနည်းစုလုပ်ချင်စိတ်လည်းပြင်းပြတယ်လုံနိုင်စွမ်းလည်းမြင့်တယ်အဲ့လိုလူမျိုးဆိုကျွန်တော်တို့ coaching လို့ခေါ်တယ်သူတို့ကိုမေးခွန်းနေမေးပြီးတော့ဒါဆိုရင်မင်းဘယ်လိုမြင်လဲဒါဆိုမင်းဘယ်လိုလုပ်မှာလဲဒီဟာဆိုတော့မင်းအမြင်နဲ့ဘယ်လိုလုပ်မှာလဲမင်းနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့လုပ်ပိုင်ခွင့်စဉ်းစားပိုင်ခွင့်ပေးဖို့လိုပါတယ်ဒါဒီဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လိုမှမဟုတ်ဘူးဆိုသူက well လည်းမြင့်တယ် skill လည်းမြင့်တဲ့လူကိုသွားပြီးကျွန်တော် direct instruction တွေပေးနေရှင်သူတို့အနေနဲ့လည်းကြာလာလို့ရှိရင်ဒါကြီးပဲလုပ်ရတာဖြစ်တဲ့အတွက်သူကျွမ်းကျင်ပြီးတော့လည်းအရင် boring ဖြစ်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ်ဝန်ထမ်းတွေဒီ၄မျိုးခွဲကြည့်ပါပထမတစ်ခုကလုပ်ချင်စိတ်လည်းမရှိဘူးလုပ်နိုင်စွမ်းလည်းမရှိဘူးဒုတိယတစ်မျိုးကလုပ်ချင်စိတ်မရှိဘူးလုပ်နိုင်စွမ်းရှိတယ်တတိယမျိုးကလှုပ်ချင်စိတ်ရှိတယ်လုံနိုင်စွမ်းမရှိဘူးနောက်ဆုံးကလှုပ်ချင်စိတ်လည်းရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်အဲ့လို၄မျိုးခွဲပြီးတော့မှကိုဘယ်လိုကိုင်တွယ်ဖြည့်ရှင်းရမလဲဆိုတာကိုတည်တည်ချာချာသတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်မှာဝန်ထမ်းကြီးရတဲ့ပတ်သက်ပြီးပို့ပြီးအဆင်ပြေလာပါလိမ့်မယ်